ပုံမှန်ဆိုရင်တော့စကားရင်ပြောကြတာပေါ့နော်ပြီးမှစိတ်ကူးရှိတယ်ဆိုရင်နေရာကိုတွားကြည့်ကြတာမျိုးပါဒီလိုအလုပ်မျိုးကိုရှိကိုရောက်လာလိမ့်မယ်လို့ဘယ်သူမှထင်တောင်မထင်ထားမိဘူးဗျာပုံလေးကိုကြည့်ပြီးတော့ပဲမှားလိုက်တာသူတို့စာချုပ်တော့ယူမလာခဲ့ကြဘူးဒါပေမဲ့အရေးမကြီးပါဘူးဖုန်းတစ်ချက်ဆက်လိုက်တာနဲ့တယောက်ယောက်ကချက်ချင်းမြင်းမြန်းဆက်ဆန်းလာပို့ပေးရပဲဝယ်ယူမှုစာချုပ်ကိုအခုချက်ချင်းပို့ပေးပါအခုပဲလိုချင်တယ်လို့ကိုပြောလိုက်တာပေါ့သူတို့ဘက်ကလည်းချက်ချင်းပို့ပေးလိုက်ပါမယ်လို့ပြန်ပြောတယ်ကိုကမြင်နိုင်သမျှမြင်မြန်ပို့ပေးဖို့လည်းထပ်မှာလိုက်တာပဲအဲ့ဒီနောက်တော့ဘေးနာကရွက်လီကိုယ်စလဲ3ယောက်ကိုကြည့်ပြီးမင်းတို့မှာအချက်လက်တွေဘာတွေရောရှိကြသေးလဲလို့မေးလိုက်တာပေါ့အဲ့ဒီ3ယောက်ကလည်းချက်ချင်းပဲအချက်လက်တွေကိုထုတ်ယူပြီးကိုရှိမှာရင်ကြီးကြီးချပြကြတာပဲအရင်တုန်းကအိမ်ဝယ်တဲ့အတွေ့အကြုံရဆိုရင်ကိုကမဟာတထေးကြီးဆိုတာသူတို့အခုဆိုတော်တော်လေးတေချာနေကြပြီလေပေါ့ပေါ့ဆဆဘယ်လိုရဲကြပါမလဲဗျာဒီလိုတထေးမျိုးကသူတို့ခေါင်းပေါ်ရောက်နေတာဆိုတော့သူတို့ကကိုကိုဘာပဲဖြစ်ဖြစ်ဖြည့်ရှင်းပေးရအောင်ပါပဲလေအချက်လက်တွေကိုခပ်ပေါ့ပေါ့လေးကြည့်ပြီးတော့အဲ့ဒီအချက်လက်ထဲကရွက်လီ3စီးကိုလက်ညှိုးထိုးပြပြီးအဲ့ဒီ3စီးလုံးကိုကြိုက်တယ်အကုန်ယူမယ်လို့ပြောလိုက်တာဒါအပြင်နောက်ထပ်တစ်စီးကိုလည်းကိုစိတ်ကြိုက်မှချင်သေးတယ်ဗျာသူတို့ကလည်းအော်မစ္စတာချူစိတ်မပူပါနဲ့ဘာမှပြဿနာမရှိပါဘူးဗျာလို့ပြန်ပြောကြတာပေါ့ကျွန်တော်တို့လုံးမပေးနိုင်ပါဘူးခင်ဗျားကကျင်းနေသွားပြီးခေါင်းညှိလိုက်တာနဲ့လိုအပ်ချက်တွေကိုမြင်မြန်ဆက်ဆံပဲပြောပြလိုက်တယ်ဗျာကုမ္ပဏီ3ခုကလည်းမှတ်စုစာအုပ်ထဲမှာလိုအပ်တာတွေကိုအမြဲရေးမှတ်ထားလိုက်ကြတယ်လိုအပ်ချက်တွေကတော့တော်တော်လေးကိုမြင်တာပေါ့နော်ခင်ဗျားတို့3ယောက်စလုံးကဒီ order ကိုဘယ်သူရမလဲဆိုတာရှင်းပြရတော့မှာပေါ့ဒီအချိန်ကျတော့အင်ချန်မြေစာချုပ်ပါရနေပြီဗျာခင်ဗျားကချက်ချင်းပဲလက်မှတ်ထိုးလိုက်ပြီးတစ်ချိန်တည်းမှာပဲရွက်လီ operator 3ခုကိုလည်းပြင်ဆင်ဖို့အချိန်လေးနည်းနည်းပေးလိုက်ပါတယ်ဒါအပြင်ကိုပိုင်ချက်လေရင်တွေရဲ့အချက်လက်တွေကိုပါယထာလိုကုမ္ပဏီတော်များများရဲ့အချက်လက်တွေကိုဖက်ကြည့်လိုက်တယ်ခင်ဗျားမျက်မှောင်ကျုံမိလိုက်တယ်ရိုးရိုးသားသားပြောရရင်တော့တိတ်ကျနေတာမဟုတ်ဘူးဒါပေမဲ့တခြားနည်းလမ်းလည်းမရှိဘူးလေဘာလို့လဲဆိုတော့ကိုပိုင်ချက်လေရင်တွေရဲ့ကုန်ကျစရိတ်ကတအားမြင့်တာကြောင့်ပေါ့များသောအားဖြင့်တော့ stock မရှိဘူးဗျကြိုတင်မှယူထားရတာတွေကြီးပဲဖြစ်နေတာပါခင်ဗျားကချက်ချင်းပဲလိုအပ်ချက်တွေကိုပြောပြပြီးတော့လူတချို့ကိုသူတို့နောက်ွယ်ကထုတ်လုပ်သူတွေနဲ့ဆက်သွယ်ဖို့ပြောလိုက်တယ်ကိုပိုင်ချက်လေရင်တွေအတွက်လည်းလိုအပ်ချက်တွေအများကြီးရှိနေတယ်လူတိုင်းကမှတ်စုတွေမှတ်ထားပြီးတော့နောက်ွယ်ကထုတ်လုပ်သူတွေကိုမြန်မြန်ဆက်သွယ်ကြဖို့ခင်ဗျားကပြောလိုက်တယ်ခင်ဗျားဘေးကကြောက်ချံကတော့အိမ်မက်မက်နေတယ်လို့ဖြစ်နေတာပေါ့ရိုးရိုးသားသားပြောရရင်ဘန်ဥက္ကဋ္ဌတယောက်အနေနဲ့ကြောက်ချံကသူ့မှာအချိန်တွေအများကြီးရှိတယ်လို့ထင်နေတာဒါပေမဲ့ဒီနေ့မှပဲအစပြုလိုက်ရတယ်လို့ခံစားနေရတာပဲသဘောပေါက်အောင်လုပ်ရတာပေါ့နော်ဟင်းသီးဟင်းရွက်ဈေးကိုတွားရင်အောင်ဈေးနှုန်းတွေကိုလေ့လာရတာမျိုးပေါ့ဒီလိုဈေးကြီးတဲ့ပစ္စည်းကိုဝယ်တာကဟင်းသီးဟင်းရွက်လေးတစ်မျိုးဝယ်လိုက်တယ်လို့မျိုးပဲပေါ့လက်မှတ်ထိုးပြီးတဲ့နောက်ရွက်လေးရောင်းတဲ့သူတွေကလည်းအဖြေပေးလိုက်ပြီးသူတို့တွေကတယောက်ကိုစိတ်ကြိုက်ပြင်ဆင်ပေးဖို့ပေးမှာပေါ့ကိုစိတ်ကြိုက်တိဆောက်ထားတဲ့ကိုပိုင်ရွက်လေးဆိုတာတက်စီပေါ်မှာကိုတွေ့ပြီးဖုန်းနဲ့မြန်မြန်ဆက်ဆံစစ်ဆေးလိုက်တာပဲလေအဲ့ဒီရွက်လေး3စီးရဲ့လက်ရှိအခြေအနေပေါ်မူတည်ပြပြီးတော့စိတ်ကြိုက်ပြင်ဆင်ထားတာနဲ့ပေါင်းဆက်လိုက်တာပေါ့အဲ့ဒီလိုပေါင်းဆက်လိုက်တဲ့အခါစုစုပေါင်းဈေးနှုန်းကကျွမ်းငွေတန်း250အထိရောက်သွားတာပေါ့ကဘာတဝန်းလုံးကိုကြည့်လိုက်ရင်တော့မှအရန်ကိုဈေးကြီးဆုံးအမျိုးအစားထဲမှာပါနေတာပေါ့ပြီးတော့ထုတ်လုပ်တဲ့သူတွေကိုကိုလာကြမှာငွေပေးချေဖို့စောင့်နေတာပေါ့အိမ်နဲ့ရွက်လေးဝယ်ပြီးသွားတဲ့အခါကိုရဲ့စုစုပေါင်းယင်းနှိမ့်နှံထားတဲ့ငွေကကျွန်း9.2ဘီလီယံဖြစ်သွားပြီးတကယ်လို့ငွေပေးချေဖို့လိုလာရင်လည်းအကုန်လုံးပေးနိုင်တာပေါ့ဒါတွေကအကုန်လုံးကဒေတာတွေပဲတော့ဒီတော့တထေးတွေကြားထဲမှာဆိုရင်ကိုကအပေါ်ဆုံးအဆင့်မှာကိုရှိနေတာပေါ့အိမ်နဲ့ရွက်လေးဝယ်ပြီးသွားတဲ့နောက်မှာတော့နောက်တစ်ဆင့်အနေနဲ့ကိုပိုင်ချက်လေရင်ဝယ်ဖို့ပဲကျန်တော့တာပေါ့လေကြောင်းလိုင်းကုမ္ပဏီအတော်များများနဲ့ဆွေးနွေးကြပြီးတဲ့နောက်မှာတော့ Eastern Wines ကဒီ order ကိုနောက်ဆုံးမှလက်ခံလိုက်တာပေါ့နိုင်ငံတကာထိပ်တန်းစိန်ခံကိုပိုင်ချက်လေရင်စံနှုန်းအတိုင်းစိတ်ကြိုက်ပြင်ဆင်တာဖြစ်လို့နောက်ဆုံးဈေးနှုန်းကကျွန်း3.5ဘီလီယံပဲကျတင်တာပေါ့ဈေးကကမ္ဘာစံချိန်ကိုချိုးနိုင်မလားတော့မသိဘူးပြဒါပေမဲ့မင်းရှိကလေကြောင်းလိုင်းဝန်ထမ်းတွေအားလုံးတော်တော်လေးကိုကြောင်သွားကြတာပါပဲဒီနေ့လက်မှတ်ထိုးထားတဲ့စာချုပ်တွေအားလုံးကိုကြည့်ပြီးတော့မင်းကိုဘယ်သူမှလာမထီရဲတော့ဘူးဆိုတာစိတ်ပူစရာမလိုတော့ပါဘူးအခုချိန်မှာတော့ကိုယ်စားလှယ်တွေအားလုံးရဲ့မျက်လုံးထဲမှာမင်းကတကယ်ကိုအင်မတန်ချမ်းသာတဲ့သူတယောက်နောက်ွယ်မှာလည်းဩဇာအာဏာကြီးမားတဲ့မိသားစုတစ်ခုရှိနေတာပြီးတော့ပိုင်ဆိုင်မှုတွေလည်းအများကြီးရှိနေတာပါပဲဒီလိုကြီးမားတဲ့အင်အားစုကြဒီတစ်ခုရဲ့ရှေ့မှာတော့သူတို့ကလာပတ်သက်ရဲလောက်အောင်မမယူရဲဘူးဗျာမင်းလိုဒီလိုအင်မတန်ချမ်းသာတဲ့သူကိုဝန်ဆောင်မှုပေးမှာပဲသူတို့ပတ်စံပိုရှာလို့ရမှာပါကတ်တွေအားလုံးကိုလက်မှတ်ထိုးပြီးတဲ့နောက်မှာတော့မင်းရဲ့ရန်ပုံငွေတွေကနောက်ဆုံးမှာဘီလီယံ100အမှတ်သားကိုကျော်ဖြတ်သွားပြီးစုစုပေါင်း1380ဘီလီယံတောင်ရှိသွားတာပေါ့ကိုယ်စားလှယ်တွေအားလုံးကစာချုပ်နဲ့ပတ်စံကိုရပြီးတဲ့နောက်မှာတော့သူတို့ချက်ချင်းပဲပြန်ပြီးသတင်းပို့ဖို့ပြေးလွှားသွားကြတာပေါ့ဒီလိုအင်မတန်ချမ်းတာတဲ့ဖောက်တဲ့ကြီးကိုချက်ချင်းအာယုံဆိုင်ရတော့မှာပါလူတွေအားလုံးပြန်သွားပြီးတဲ့နောက်မှာအခုဆိုည9နာရီကျော်နေပြီးမင်းကခေါင်းကိုပို့လိုက်ရင်ရိုးရိုးသားသားပြောရရင်မနက်10နာရီကနေအခုချိန်ထိမင်းတကယ်ကိုပင်ပန်းနေပါပြီနေ့လယ်ကကိစ္စတွေကိုပြန်တွေးကြည့်တာနဲ့တင်ဆွေးနွေးရတာလက်မှတ်ထိုးရတာကတော်တော်လေးပင်ပန်းတာပဲမစ္စတာချူမင်းလည်းပင်ပန်းနေပုံရတယ်နော်ငါ့ကိုအခွင့်အရေးလေးတစ်ခုလောက်ပေးပါလားမင်းကိုထမင်းကျွေးပြီးနားစေချင်တယ်ဗျာမင်းကအခုလောလောဆယ်ဒီလောက်အသေးအတန်အလင်းလိုနေတာမှမဟုတ်တာပါပဲဖြစ်ဖြစ်မင်းမှာဘီလီယံ100ရှိနေပြီးတော့စိန်ခံကားတွေဘီလာတွေကိုပိုင်ရေရင်တွေကိုပိုင်လေရင်တွေလည်းပိုင်ဆိုင်နေပြီပဲတစ်သက်လုံးအေးဆေးနေလို့ရပြီပေါ့ကဲသွားကြတာပေါ့မင်းဘန်ကနေထွက်လိုက်တာနဲ့တကားဝမှာမင်းလက်မှတ်ထိုးဖို့စောင့်နေတဲ့မိုက်တဲ့ Ferrari 6 ကားတစ်စီးကိုတွေ့လိုက်ရတယ်